ဒီနေ့ကတော့ဂျာကျိတ်မိန်ရှုံလေးပတ်စံလေးပြပေးမယ်နော်ခါတိုင်းရင်တင်ရအရှိရတိုင်းထားပါမယ်နော်ခေါင်းတော့24နဲ့တွေ့ပြပါမယ်တင်34အရှိကိုတော့39ပဲထားရမယ်နော်ထားတော့ကြာရဲ့ပတ်စံလေးဖြစ်ပါတယ်နံပါတ်1မှာဆိုလို့ရှိရင်တင်အနှုတ်ခါတင်လေးကနေခါကိုနှုတ်ပေးရပါမယ်နော်အဲ့တော့34လေးကနေပြီးတော့24ကိုနှုတ်ပါမယ်30ရတယ်ပေါ့နော်ရတဲ့အဖြေကို9နဲ့စားပေးပါမယ်အဲ့ဒါရေးရလာတဲ့အဖြေကတော့ဒေါက်တာရှောင်းစာရဲ့အဖြေလေးပဲဖြစ်ပါတယ်နော်30ကို9နဲ့စားတော့2ရတယ်ဒေါက်တာရှောင်းစာ2လက်မှဖြစ်ပါတယ်နော်အဲ့တော့ဒေါက်တာရှောင်းစာရဲ့အဖြေက2လက်မှပါနံပါတ်2ကတော့ခါအစား2ပဲဖြစ်ပါတယ်ခါတန်မို့နည်းနည်းစားပေးပါမယ်ခါတန်မို့က24ကိုနည်းနည်းစားတော့12လက်မှရရနော်ဒါတော့ခါစား2နံပါတ်3မှာကျတော့ခါစား2အပေါင်းဒေါက်တာရှောင်းစာပေါ့နော်ခေါင်းနည်းနည်းစားလို့ရလာတဲ့အဖြေကိုဒေါက်တာရှောင်းစာနဲ့ပေါင်းပါမယ်ဒေါက်တာရှောင်းစာကတော့2လက်မှခါစား2က12လက်မှပေါင်းလိုက်တော့14လက်မှနော်ဒေါက်တာရှောင်းစာဖြေက2လက်မှပါနံပါတ်4ကတော့ခါစား2အပေါင်းဒေါက်တာရှောင်းစာကို4နဲ့မြှောက်ထားနဲ့ပေါင်းပါမယ်နော်ခါစား2ကိုဒေါက်တာရှောင်းစာကို4နဲ့မြှောက်ထားနဲ့ပေါင်းပါမယ်အဲ့တော့ခါစား2အဖြစ်က12လက်မှဒေါက်တာရှောင်းစာကို4နဲ့မြှောက်မယ်ဆိုတော့ဒေါက်တာရှောင်းစာ2လက်မှ4နဲ့မြှောက်တော့8ရှာရနော်အဲ့တော့ခါစား2ပါဒေါက်တာရှောင်းစာကို4နဲ့မြှောက်ထားတာနဲ့ပေါင်းလိုက်တော့12လက်မှကိုချက်နဲ့ပေါင်းတော့20လက်မှနံပါတ်5ကတော့တင်အကွာလေးကိုတင်အကွာမှတ်ပါမယ်နော်တင်အကွာကိုစတော့ခါအစားချစ်နဲ့ခါကိုခါတံမို့ကိုချစ်နဲ့စားပါမယ်နော်ရလာတဲ့အဖြေလေးကတော့တင်အကွာဖြစ်ပါတယ်24ကိုချစ်နဲ့စားတော့3လက်မှနော်အဲ့တော့တင်ကွာတန်မိုးက3လက်မှရပါတယ်နံပါတ်6ကတော့အရှိကိုအောက်ခောက်စာအောက်မှာခောက်မယ်ဆိုလို့ရှိရင်2လက်မှပေါင်းပေးပါအောက်ကမခောက်တော့ဘူးဆိုလို့ရှိရင်တော့အရှိကို1လက်မှပဲပေါင်းပါမယ်နော်ပတ်တန်ဆွဲနည်းလေးကိုတော့နောက်ထပ်တစ်ပိုင်းမှာစောင့်ကြည့်ပေးပါဦးနော်